proof individual lecture လေးတက်ကြည့်မယ်အရင်ဆုံး eyelash color ကိုအပူပေးမျက်တောင်ကိုအရင်ကော့ထားလိုက်ပြီးရင် inner liner ကိုဆွဲလိုက်မယ်မျက်တောင်တူတက်တဲ့အခါကျတဘာဝကျနေအောင်လို့ပါပြီးရင်မျက်တောင်တူတွေကိုတစ်ခုချင်းယူပြီးတော့မျက်လုံးကိုလှန်ပြီးတော့မျက်တောင်ရဲ့အောက်ကနေပြီးတော့တက်မှာဖြစ်ပါတယ်အဲ့လိုပဲတစ်ခုပြီးတစ်ခုလှန်ပြီးတော့တစ်ခုချင်းတက်သွားမှာဖြစ်ပါတယ်ပြီးရင် tracer pen လေးနဲ့အဲ့လိုလေးဖိပေးရပါမယ်ပြုတ်ရအောင်ပါမျက်တောင်လေးပဲညီသွားအောင် lash color နဲ့နောက်တစ်ခါပြန်ကော့ပြီးဒီကတော့တက်ထားတဲ့ဘက်ပါဒီဘက်ကတော့မတက်ထားပါဘူးဒီဘက်ကိုလည်းဟိုဘက်ကတက်ထားသလိုပဲတစ်ခုချင်းစီတက်ပြီးတော့ tracer လေးနဲ့နည်းနည်းလေးဖိပေးမျက်တောင်တွေပို့ပြီးခိုင်မှုအတွက် eyeshadow brush pen လေးနဲ့ပို့ပြီးတော့ညှိပြီးတော့ထောင်ပေးလိုက်ပါမယ်ဒါကတော့နှစ်ဖက်စလုံးတက်ပြီးသွားတယ်ဗျာ natural ဆန်လေးနဲ့အရင်မတိတာပါဘူးမျက်တောင်ကိုတက်ထားမယ်ဖုန်းထဲမှာကြောက်မှုလည်းအရင်မပေါ်ရလဲပါတယ် mascara လေးနည်းနည်းသုံးလိုက်မယ်ဆိုရင်တော့ပိုပြီးတော့ပေါ်ပါတယ်ဒါမဲ့လည်းကြိုက်ပါတယ်သူကတော့